မီယာစကင်အတော့ကင်းနဲ့ပြောကမ်းပြီးစော်ကပြပါအောင်နဲ့။အော်မနေ့ကငါကြိုက်ပြတောင်နေ။စီလိုမိုးအောင်ဖြစ်သွားတယ်ဗောဒီနေ့ပြန်ကြည့်ကျင်တယ်ဗောလေ။ Okay ဟုတ်ပြီကြိုက်ပြမယ်ရှင်။မောင်စော်စီ2 plus 1နဲ့လာပြီးဖျဲနေကြတာဒီနှစ်ယောက်က။ညီတို့နှစ်ယောက်အရန်ကြိုကြွနေငါနဲ့ငါကောင်လေးတယ်ညီတို့နှစ်ယောက်ကိုတိကျချောင်းပြီးတော့လှုပ်ကြံနေတာညီတို့မသိဘူးမလားအဲ့ဒါကိုတော့။ဒါတော့ညီတို့နှစ်ယောက်ကမတော့ကြဘူးဗောလေဟာလား။ဟိုဖလော်ရာမပြန်လာခဲ့စမ်းမှာအမလေးပြေးတာတန်းနေရပဲ။မင်းဖလော်ရာပြေးပါနေညခုမပြေးသေးလို့ပြောစမ်း။အကူတို့ကငေါကောက်တော်တော်လေးတော့ကတ်ချင်နေကြတာမေးပေးအောင်။ကျမစကောက်ကင်အတော့ကင်းနဲ့မို့လားမသိသူတို့ကကျမကိုတားခတ်ထားပြီးတော့လုပ်နေကြတာကြည့်အောင်။စပေါ်နဲ့မစမနဲ့ကောင်မောင်မနိုင်တဲ့ခါကျတော့မေးပါခေါ်ချလာတယ်သူတို့တွေက။နို့တိထားဖို့ကငါဘက်မှာငါလော့ကင်တောင်းလို့ရှိရင်တို့ငါထိလို့မရဘူး။ဟဲ့ဒီကကူရမအဲ့ဒီမေကခုဒီမကုန်သေးဘူးလားဟဲ့။အမလေးပြေးကျမတော့ကြတော့မတော်ပါသေးရှင်။ကျမတို့ကစကကူရမလာကေတော့တော်ပါသေးရှင်။နောက်ခုနကတားခတ်ထားပြီးလုပ်တဲ့ဟိုဘက်ချန်ကကူရမတေးဖို့တောင်ပြန်ထားလိုက်တော့အမလေးအကျော်ထောင်ကြအောင်ငါဟဲ့ဟိုဘက်ချန်ဖလော်ရာမနေမှာငါလို့စစ်စစ်ရှိလာပြောစမ်းငါမှလည်းရှိရမနေနဲ့ဆန်းတော့ကကြီးလို့ပြောမလို့ပါအေးဟိုဘက်ချန်မယ်လီစာမအရန်ပါတယ်သူကျမအုံးတားခတ်ထားတာရှင်ကျမလော့ကင်လည်းသူ့အုံးတားခတ်ထားပြီးချုပ်ပြီးကျမဘယ်နဲ့တက်နိုင်သေးလားဟဲ့အခုတော့တကယ်မှငါမရတော့မဟုတ်ပါဘူးနော်တကယ်တော့ငါ့ကိုပေးကြအောင်လေအော်ရတယ်တော်ပါသေးရှင်ဖလော်ရာမဒီလိုတက်တော့လို့ရှိသေးတယ်ကကူရမဖလိတ်ချုံနဲ့လှမ်းကောက်စားသွားရရှင်မပြေမပြေကျမစီကေဘယ်မှာကောက်စားလို့မရဘူးကျမစကိုင်းပို့တော့ထဲမှာဖြစ်တော့မယ်ရှင်ငါပွဲစားတော့အကျဉ်းဒုက္ခပေးခဲ့တဲ့နှစ်ကနင်တို့အခုဒုက္ခအကျဉ်းရောက်နေကြပြီနင်တို့ဘယ်သူကမှလည်းပြောစမ်းဟိုဘက်ချန်လူကျမဘာတော့မော်ကုန်းနေကြလဲမသိဘူးရှင်တခြားသူခေါက်ခေါက်နေနေကျမစီရောချလာတာကြည့်အောင်ရှင်ကျမမှာအကျဉ်းတန်းပြစ်လိုက်ရတယ်မော်လိုက်တာရှင်ကွာစကေးတွေကျဉ်းတန်းပြပြီးကေးတွေအများကြီးလိုချင်သေးတာတာမချိုးပဲနဲ့နေမလို့ပဲမချိုးလို့မရတော့ဘူးတို့တာပါချိုးတော့မယ် Victories yes ဒါပဲလေကျမ MVP ရတဲ့နာကြားလာရပါရှင်အခုအသေးရောက်ရှိလာတဲ့မီယာနဲ့ Floran တို့ Internet Season Skin လေးတွေဆိုလို့ရှိရင်ဘိုကလက်ချက်နဲ့မှာ event တစ်ခုအနေနဲ့ရောက်ရှိလာပြီဖြစ်ပါတယ်ရှင် Standard အနေနဲ့450နဲ့ထည့်လို့ရမှာဖြစ်ပြီးတော့အချိန်ချင်းစီအတွင်းနေ့စဉ် short တင်25တော့နဲ့ထည့်လို့ရမှာဖြစ်ပါတယ်ရှင်အချိန်20အချိန်60အချိန်130အချိန်160အချိန်190အတွင်းသက်ဆိုင်ရာအချိန်ကြီးအလိုက်ပေါ်ပြပါဆိုးလက်ဆောင်တွေရရှိနေမှာဖြစ်ပါတယ်ရှင်ဒီ event token တွေနဲ့အခြားနေရာမှာထည့်လို့ရမယ့် token တွေ match ပို့ရှင်နဲ့ Tabaskin ရရှိနိုင်မယ့် box လည်းပါဝင်ပါတယ်ရှင်မီယာနဲ့ Floran တို့ရဲ့ skin ကတော့ coin ထောင်းညံနဲ့အချိန်လို့ရမှာဖြစ်ပြီးတော့အခြား item များဖြစ်တဲ့ record တွေစာဆောင် effect တွေ sound effect elimination effect လေး notation နဲ့ bound တွေကိုလည်းပေါ်ပြပါ coin များလိုက်လဲလို့ရမှာဖြစ်ပါတယ်ရှင် event မှာ emo နဲ့အခြား item များကိုလည်းသက်ဆိုင်ရာ coin များလည်းလဲလို့ရမှာဖြစ်ပါတယ်ရှင် price ပိုးထဲမှာဆိုလို့ရှိရင်လည်း Mia skin နဲ့ Floran skin ကိုထည့်ထားပေးပြီးတော့ event နဲ့သက်ဆိုင်တဲ့ item emote bound နဲ့အချိန်လုံးလို့ရမယ့် coin တွေထည့်သွင်းပေးထားပါတယ်ရှင် Floran နဲ့ Mia skin effect တွေကိုကြည့်ကြရအောင်ရှင်ဒီ event မှာပါလာတဲ့ skin နှစ်ကောင်လုံးကတော့ကျွန်မ edit ကိုအကြိုက်ဆုံးဖြစ်ပါတယ်ရှင်ကိုကိုင်းနဲ့ hero မို့လားမသိသူ့ရဲ့ skin တွေအကုန်လုံးကျွန်မကြိုက်နေရော skin 1ခရလေးနဲ့ပြစ်လိုက်တာဖြစ်ပြီးတော့ enemy ပေါ်မှာတစ်ပင်ပုံစံလေးပေါ်လာတာလေးအရင်မိုက်ပါတယ်ရှင်ကဲ Mia skin effect တွေထည့်ကြည့်ကြမယ်ရှင် Mia လည်းကျွန်မ edit ကိုအရင်ကြိုက်ပါတယ်ရှင်သူ့ရဲ့ skin တူလေးကအနောက်ကနေနောက်သမီးလေးလှမ်းပစ်ပေးတဲ့ပုံစံမျိုးလေးဆိုတော့တမျိုးလေးတော့စမ်းတယ် skin 1သုံးလိုက်တဲ့ချိန်မှာဒီမြားလေးလင်းလာတာလေးကလည်းအရင်ကြည့်လို့ကောင်းပါတယ်ရှင်ဒီ skin နှစ်ကောင်မှာကျွန်မရဲ့ကြိုက်ဆုံး skin ကိုပြပါဆိုလို့ရှိရင်ကျွန်မ Floran skin ကြိုက်ပါတယ်ရှင်